NUG ကိုထောက်ခံတဲ့သူတွေ NLD နောက်လိုက်နောက်ပါတွေနဲ့ NUG ကိုထောက်ခံတဲ့လူတွေကခမရလဲတပ်ပါတီကျွန်တော်လဲတပ်ပါတီဟိုလူလဲတပ်ပါတီဒီလူလဲတပ်ပါတီဆိုပြီးတော့တပ်ပါတီဆိုပြီးတော့ပြောနေတယ်အဲ့တပ်ပါတီဆိုတဲ့ကိစ္စမှာစပြီးတော့ပြောရမယ်ဆိုလို့ရှိရင်သုံးပွင့်ဆိုင်တွေ့ကြရအောင်ဆိုပြီးတော့ဘသူစပြောခဲ့တာလဲသုံးပွင့်ဆိုင်တွေ့ရအောင်ဆိုပြီးဘသူစပြောခဲ့တာလဲဆိုလို့ရှိရင်ဒေါ်အောင်ဆန်းစုကြည်စပြီးတော့ပြောခဲ့တာတိုင်းရင်းသားတွေပါမယ်စစ်တပ်ပါမယ် NLD ပါမယ်ဆိုပြီးတော့သုံးပွင့်ဆိုင်ကိစ္စကိုစပြီးတော့ပြောခဲ့တာဒီဒေါ်အောင်ဆန်းစုကြည်အဲ့တော့တပ်ပါတီကိစ္စကိုစပြီးတော့ပြောအောင်စစ်တပ်ရှိတယ်တိုင်းရင်းသားတွေရှိတယ်စစ်တပ်ကတိုင်းရင်းသားတွေရဲ့ဆိုတဲ့ဟာကအရင်ကတည်းကရှိတာခမားတို့သမိုင်းတွေထက်ဝီတွေတင်ချတွေသိပ်ပံတွေအကုန်လုံးရှိသမျှဟာတွေအကုန်လုံးကိုခမားတို့ပြန်ဖော်လိုက် NLD မရှိခင်တည်းကဒေါ်အောင်ဆန်းစုကြည်ဗမာပြည်ကိုပြန်မရောက်လာခင်တည်းကတိုင်းရင်းသားတွေနဲ့စစ်တပ်နဲ့ကတိုက်နေတာအားလုံးပဲမင်္ဂလာပါအဝိကမြန်မာ News Channel မှာလွယ်ဦးတော်လှန်ရေးသတင်းအပါအဝင်နိုင်ငံရေးစစ်ရေးသတင်းများကိုအချိန်နဲ့တပြေးညီတင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက် Like and Subscribe လုပ်ထားပေးပါရန်တောင်းဆိုအပ်ပါတယ်အခုဒီမှာရှိနေတဲ့လူတွေအကုန်လုံးကျွန်တော်တို့တစ်ချက်ပြောပြကြည့် NLD ပေါ်လာမှတိုင်းရင်းသားတွေကစစ်တပ်ကိုလက်နက်ကင်ပြီးတော်လှန်တိုက်ခိုက်တာမဟုတ်ဘူး1988မတိုင်ခင်ကတည်းကတိုင်းရင်းသားတွေနဲ့ဗမာစစ်တပ်နဲ့ဗမာအုပ်စုနဲ့ကတိုက်နေတာဒီတော့တကယ်ပြောပြီးဟေးဆိုလို့ရှိရင်တတိယဆိုတဲ့သူဟာဒေါ်အောင်ဆန်းစုကြည်အပါအဝင် NLD တွေပဲဖြစ်တယ်တတိယအုပ်စုဆိုတာဒေါ်အောင်ဆန်းစုကြည်အပါအဝင် NLD တွေအခု NUG ပေါ်လာမှเนาะထောက်ခံတဲ့သူတွေဒီလူတွေကတပ်ပါတီတွေတိုင်းရင်းသားနဲ့စစ်တပ်နဲ့ဆိုတာကအရင်ကတည်းကတိုက်နေတဲ့သူတွေအဲ့တော့ဗမာစစ်တပ်ကတတိုင်းပြည်လုံးကိုเนาะဟိုအာနာသိန်းနဲ့တတိုင်းပြည်လုံးကိုအုပ်ချုပ်တဲ့တတိုင်းပြည်လုံးကိုချဲလဲတယ်ဆိုလို့ရှိရင်ဗမာစစ်တပ်ကတစ်ဆိုလို့ရှိရင်ဒီဗမာစစ်တပ်ရဲ့ရက်စက်မှုတွေဖိနှိပ်မှုတွေမဒိန်ကျင့်မှုတွေဖျက်ဆီးမှုတွေကိုမကျေနပ်လို့စပြီးတော့လက်နက်ကင်ပြီးတော့တော်လှန်ခဲ့တဲ့အဖွဲ့အစည်းတွေကဒုတိယပြီးသွားတော့မှတတိယပေါ့အဲ့တော့ခမားတို့ပြောတဲ့ဟိုဗမာအတိုင်းဝိုင်းတွေပေါ့ဗျာ68ပဲဖြစ်ဖြစ်54ပဲဖြစ်ဖြစ်58ပဲဖြစ်ဖြစ်ဘယ်လောက်ပဲဖြစ်ဖြစ်ပေါ့အဲ့ဒီလူတွေအကုန်လုံးဒီတတိယတွေကြီးပဲအဲ့ဒီလူတွေအကုန်လုံးဒီတတိယတွေကြီးပဲဒီတော့ဗမာအချင်းချင်းညှိဖို့အတွက်ဒေါ်အောင်ဆန်းစုကြည်ပေါ်လာတဲ့အခါမှာဒေါ်အောင်ဆန်းစုကြည်ကိုဥဆောင်ပြီးတော့ရှိသမျှတိုင်းတပြည်လုံးကအကုန်လုံးထောက်ခံကြတယ်တိုင်းရင်းသားတွေကအစအကုန်လုံးထောက်ခံကြတယ်ဒီအခါမှာတတိယလို့ပြောပြီးဟေးဆိုလို့ရှိရင်နောက်ပေါက်တဲ့လူကတတိယလားအရင်ပေါက်တဲ့လူကတတိယလားဆိုတဲ့ကိစ္စဖြစ်လာပြီနောက်ပေါက်တဲ့သူကတတိယလားနောက်မှဝင်တဲ့လူကတတိယလားပထမဆုံးပန်းဝင်တဲ့လူကဟိုတတိယလားဆိုတဲ့မေးခွန်းတွေဖြစ်လာတယ်အဲ့တော့ကျွန်တော်ပေးထားတဲ့ခေါင်းစဉ်မှာတပ်ပါတီအစ်စ်ကဘယ်သူလဲတပ်ပါတီအစ်စ်ကဘယ်သူလဲအဲ့တော့တပ်ပါတီအစ်စ်လို့ပြောပြီးဟေးဆိုလို့ရှိရင်လေအခု2021စစ်တပ်အာဏာသိမ်းတယ်စစ်တပ်အာဏာသိမ်းတဲ့အချိန်မှာပြည်သူလူထုကအရင်လား NUG ကအရင်လားပြည်သူလူထုကအရင်လား NLD ကအရင်လားမဲစရာဖြစ်လာပြီဒီတော့ခမားတို့တွေအကုန်လုံးကတပ်ပါတီဆိုပြီးလက်ညှိုးထိုးနေတဲ့သူတွေအကုန်လုံးဒီပြည်သူလူထုကိုတစ်ချိန်လုံးစော်ကားပြီးတော့နော်ပြည်သူလူထုကိုတစ်ချိန်လုံးစော်ကားအဖွဲ့အစည်းတွေအကုန်လုံးကိုတစ်ချိန်လုံးစော်ကားပြီးတော့ခမားတို့ကပြောနေတာအခုတပ်ပါတီလို့ပြောတဲ့သူတွေဟာ2008မတိုင်ခင်တုန်းကနော်ဒေါ်အောင်ဆန်းစုကြည်အစိုးရလက်ထက်မှာပဲဖြစ်ဖြစ်ပေါ့သူတို့ကဘယ်နေရာဘယ်ဒေသဘယ်အချိန်မှာပါခဲ့လို့လဲဘာကတာပဲဖြစ်ဖြစ်နော်88မျိုးဆက်ပဲဖြစ်ဖြစ်အဲ့ဒီမျိုးဆက်တွေအကုန်လုံးကဒေါ်အောင်ဆန်းစုကြည်အစိုးရလက်ထက်မှာလဲလူခွင့်ရေးသမားတွေပါသေးတယ်ဒေါ်အောင်ဆန်းစုကြည်အစိုးရလက်ထက်မှာလဲစစ်တပ်နဲ့ဒေါ်အောင်ဆန်းစုကြည်ပေါင်းနေတဲ့အချိန်မှာစစ်တပ်နဲ့ဒေါ်အောင်ဆန်းစုကြည်ပေါင်းနေတဲ့အချိန်မှာအစိုးရမဟုတ်ဘူးဆိုတဲ့ဟာမှန်သမျှကိုနော်ဝေဖန်ထောက်ပြပြီးတော့တိုင်းပြည်မကောင်းအောင်လုပ်နေတဲ့သူတွေကြီးပဲလေ
ခမရတို့အခုတပ်ပါတီလို့လက်ညှိုးထိုးနေတဲ့လူတွေအခုပြောနေတဲ့သူတွေ88မျိုးဆက်တွေရောဒါဟုတ်မျိုးဆက်တွေပြောရင်တော့မကောင်းပါဘူးဗျာ85မျိုးဆက်တွေရောအဲ့ဒီလူတွေအကုန်လုံးကဒေါအောင်ဆန်းစုကြည်2008အောက်ကိုဝင်သွားတယ်ဒါကြီးကမဖြစ်သင့်ဘူးပြင်ပြီးမှဝင်မှာဒေါ်စုဝယ်ဆိုပြီးတောင်းပန်ကြတဲ့သူဒီလူတွေကတတိယဖြစ်သွားအောင်မလားအခု UNG ကိုပြောနေတယ်ဆိုတာခမရတို့ပြောနေတယ်အဲ့ဒီတတိယလို့ပြောတဲ့လူတွေအကုန်လုံးက UNG မတိုင်ရင်တည်းကတော်လှန်ရေးလုပ်နေတဲ့သူတွေခမရတို့ဦးကြီးမြင့်ကိုပဲတတိယလူပြောခမရတို့နဲ့ဦးကြီးမြင့်နဲ့သဘောထားတူစီရမလို့ဘူးကျွန်တော်နဲ့ကိုထုံးအောင်ကျော်နဲ့ဆိုလဲသဘောထားတူစီရမလို့ဘူးကျွန်တော်နဲ့ ABSDF ဥက္ကဋ္ဌကိုတန်ငဲဆိုလဲသဘောထားတူစီရမလို့ဘူးသို့တော့ဗိုလ်ချုပ်ထွန်းမြတ်နိုင်နဲ့ကျွန်တော်နဲ့လည်းသဘောထားတူစီရမလို့ဘူးဗိုလ်ချုပ်ကွန်မော်နဲ့လည်းကျွန်တော်နဲ့သဘောထားတူစီရမလို့ဘူးသို့တော့ဒီတော်လှန်ရေးလုပ်နေတဲ့အခြေအနေမှာ UNG က KIA ထက်အရင်ပေါ်တာလား UNG ကလူ့အခွင့်အရေးအဖွဲ့အစည်းတွေထက်အရင်ဆုံးပေါ်တာလား UNG မတိုင်ရင်တည်းက ABSDF ပဲဖြစ်ဖြစ်တိုင်းရင်းသားအဖွဲ့အစည်းတွေကိုပဲဖြစ်ဖြစ်အရင်ဆုံးကြိုပြီးတော့ထောက်ခံနေတဲ့သူတွေရှိပြီးသားတစ်ချိန်လုံးထောက်ခံနေတဲ့သူတွေရှိပြီးသားဒီတော့ခင်ဗျားတို့ UNG ကိုထောက်ခံတဲ့လူတွေအကုန်လုံးကလူတကာကိုတပ်ပါတီပြောတဲ့အခါကျတော့တကယ်တမ်းကျတော့ဗမာပြည်မှာတပ်ပါတီကိုမဟုတ်ဘူးခင်ဗျားတို့တပ်ပါတီလို့ပြောပြီးဟဲ့ဆိုရင်ခင်ဗျားတို့တိုင်းရင်းသားအဖွဲ့အစည်းတွေအကုန်လုံးကိုခင်ဗျားတို့ဒီ UNG ကိုထောက်ခံတဲ့သူတွေပေါ့နော် UNG ကိုထောက်ခံတဲ့သူတွေညီဘောတွေပေါ့ခင်ဗျားတို့ကတိုင်းရင်းသားတွေအကုန်လုံးကိုလူလို့ပါမထင်တော့ဘူးလားခင်ဗျားတို့မေးစရာဖြစ်လာပြီဘာဖြစ်လို့လဲဆိုတော့ဗမာပြည်မှာခင်ဗျားတို့ကိုယ်တိုင်ကတပ်ပါတီဖြစ်နေတယ်ခင်ဗျားတို့ထပ်ပြီးတော့လက်ညှိုးထိုးမယ်ဟဲ့ဆိုလို့ရှိရင်အဲ့ဒါ fourth party ဖြစ်သွားပြီ၄ခုမြောက်ဖြစ်သွားပြီအဲ့ဒါတပ်ပါတီမဟုတ်တော့ဘူး၄ခုမြောက်ဖြစ်သွားပြီဥပမာအခုကိုမြအေးတို့ဦးတာထွန်းလာတို့နော်ဟိုဦးဆိုင်ညွန့်လွင်တို့ဖွင့်တဲ့အဖွဲ့ကအဲ့ဒါ4ပါတီဖြစ်သွားပြီ၄ဘွဲ့မြောက်ဖြစ်သွားပြီဘာဖြစ်လို့လဲဆိုတော့စစ်တပ်လည်းရှိနေတယ်တိုင်းရင်းသားတွေလည်းရှိနေတယ် UNG လည်းရှိနေတယ်နောက်တစ်ဖွဲ့ပေါ်လာတယ်ဆိုအဲ့ဒါ၄ဘွဲ့မြောက်ဖြစ်သွားပြီဦးသန်းစိုးနိုင်တို့အဖွဲ့ပေါ်လာတယ်ဆိုအဲ့ဒါ၄ဘွဲ့မြောက်ဖြစ်သွားပြီတကယ်တမ်းကျတော့ခမားတို့ကိုယ်တိုင်ကတပ်ပါတီဖြစ်နေတာခမားတို့ကိုယ်တိုင်ကပွဲစားဖြစ်နေတာ UNG ကိုယ်တိုင်ကတပ်ပါတီဖြစ်ပြီးတော့ UNG ကိုယ်တိုင်ကပွဲစားဖြစ်နေတာ UNG ကဘာဖြစ်လို့ပွဲစားဖြစ်တယ်ပြောလဲတိုင်းရင်းသားတွေနဲ့ကြားထဲမှာ UNG အနေနဲ့ဘာပေးနိုင်တယ်ဘာလုပ်နိုင်တယ်ဆိုတဲ့ဟာကို UNG ဘာမှမပြောနိုင်ဘူးဘာမှမလုပ်နိုင်ဘူးဘာကလေးမှမပေးနိုင်ဘူး UNG ပြောထားတာအကုန်လုံးဒီဒေါ်အောင်ဆန်းစုကြည်လွတ်လာမှသမရာကြီးဦးဝင်းမြင့်လွတ်လာမှ UNG ပြောထားတဲ့ကိစ္စတွေအကုန်လုံးကိုခမားတို့သေသေးချာချာနားထောင်ဖို့လိုတယ်သေသေးချာချာပြန်စဉ်းစားဖို့လိုတယ်ဒီတော့ခမားတို့ပြောနေတဲ့တပ်ပါတီဆိုတာခမားတို့တပ်ပါတီကကောင်းဒီအသုံးမကျတဲ့အတွက်ခမားတို့လူတကာကိုလိုက်ပြီးတော့တပ်ပါတီလုပ်နေတာဗမာပြည်မှာတပ်ပါတီဆိုတာမရှိဘူး4ပါတီဆိုတာပဲရှိတယ်တပ်ပါတီကခမားတို့ကိုယ်တိုင်ဖြစ်နေတာတပ်ပါတီဆိုတာ NLD ကိုယ်တိုင်ဖြစ်နေတာတပ်ပါတီဆိုတာ UNG ကိုယ်တိုင်ဖြစ်နေတာတပ်ပါတီဆိုတာအဲ့ဒါခမားတို့ရဲ့နိုင်ငံရေးအတွေးခေါ်တွေခမားတို့ရဲ့အယူအဆတွေခမားတို့ရဲ့လုတ်ပုံကိုင်းပုံတွေခမားတို့ရဲ့ပြဿနာအဲ့ဒါဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ပြောထားတဲ့သုံးပွင့်ဆိုင်တွေ့မယ်အထဲမှာစစ်တပ်ကနော်အမျိုးသားညီညွတ်ရေးဟိုအမျိုးသားစီးလုံးညီညွတ်ရေးဆိုပြီးဒေါ်အောင်ဆန်းစုကြည် National Conciliation တို့ဘာလို့ဆိုပြီးတော့ပြောသွားတဲ့အထဲမှာတိုင်းရင်းသားတွေနဲ့စစ်တပ်နဲ့ဒီ NLD ပေါ့ NLD ဆိုတာဗမာအများစုကဥဆောင်တဲ့အတွက်သုံးပွင့်ဆိုင်ပြောတဲ့ကဘသူကတတ်လဲခင်ဗျားတို့အခုပြန်ပြီးတော့မေးနေတာခင်ဗျားတို့ပြောတဲ့မီဒီယာတွေခင်ဗျားတို့ပြောနေတဲ့နိုင်ငံရေးသုံးသပ်တဲ့လူတွေခင်ဗျားတို့ပြောနေတဲ့တပ်ပါတီတွေအကုန်လုံးကိုမေးကြည့်တာဒေါ်အောင်ဆန်းစုကြည်သုံးပွင့်ဆိုင်ကိစ္စပြောတယ်ပါတီတွေဆိုတာစစ်တပ်ကလည်းတစ်ပါတီပဲလေတိုင်းရင်းသားတွေကလည်းတစ်ပါတီပဲလေ NLD ကလည်းတစ်ပါတီပဲဒါသုံးပွင့်ဆိုင်ပေါ့တိုင်းရင်းသားတွေကတစ်ပွင့် NLD ကတစ်ပွင့်ဟိုစစ်တပ်ကတစ်ပွင့်အဲ့မှာတင်သုံးပွင့်ဆိုင်ဖြစ်နေဒီတော့ခမားတို့ပြဿနာရဲ့အကုန်လုံးရဲ့အရင်းအမြစ်ကပွင့်လင်းပြောရင် NLD ရဲ့ပြဿနာဖြစ်နေတာခမားတို့နောက်ဆုံးကြခုံပြောရင်
ဒီ NLD ရဲ့ပြဿနာကိုတပြည်လုံးရဲ့ပြဿနာဆိုပြီးတော့ခင်ဗျားတို့လုပ်တဲ့ကိစ္စ NLD ရဲ့ပြဿနာကိုတပြည်လုံးရဲ့ပြဿနာလုပ်တဲ့ကိစ္စဆိုတာတစ်ချက် NLD မှာစီးနဲ့မူနဲ့ဘောင်နဲ့တွားပြီးဟဲ့ဆိုရှင်အဖွဲ့အစည်းတစ်ရပ်မှာစီးတွေဘောင်တွေမူတွေဝါဒတွေရှိပြီးဟဲ့ဆိုဒေါအောင်ဆန်းစုကြည်ပဲထောင်ကြဦးဝင်းမြင့်ပဲထောင်ကြဘသူပဲထောင်ကြဒီအဖွဲ့အစည်းတစ်ခုကစီးနဲ့မြင်းနဲ့စီးနဲ့ဘောင်နဲ့ကနားနဲ့ပေါ့ဗျာခင်ဗျားတို့ဗမာစကားတွေလည်းကျွန်တော်တုံတိုင်းချိုးရတယ်မေးစီးနဲ့ဘောင်နဲ့ကန်းနဲ့ကနားနဲ့သွားပြီးဟဲ့ဆိုလို့ရှိရင်ဒေါအောင်ဆန်းစုကြည်မရှိလေဒီအဖွဲ့အစည်းမှာချမှတ်ထားတဲ့စီးမြင်းစီကံအတိုင်းဆက်ပြီးတော့သွားရမှာဖြစ်တယ်ဒေါအောင်ဆန်းစုကြည်မင်းလဲစီးမြင်းစီကံမဲ့အတိုင်းပဲသွားရမှာဖြစ်တယ်တကယ်လို့ခင်ဗျားတို့ကဒေါအောင်ဆန်းစုကြည်ကိုလေးစားတယ်ခင်ဗျားတို့ကဒေါအောင်ဆန်းစုကြည်မဖြစ်ဘူးဆိုရင်လေဒေါအောင်ဆန်းစုကြည်ကိုကယ်တင်ဖို့အတွက်လုပ်ရမယ့်ကိစ္စဟာခင်ဗျားတို့ရဲ့ကိစ္စဖြစ်တယ်ခင်ဗျားတို့မနိုင်ဘူးဆိုပြည်သူလူထုကိုအကူအညီတောင်းရမယ်ပြည်သူလူထုကကူရမယ်စစ်တပ်ကဒေါအောင်ဆန်းစုကြည်ကိုမတရားဖမ်းထားတာခင်ဗျားလည်းသိတယ်ကျွန်တော်လည်းသိတယ်အကုန်လုံးသိပြီဟဲ့ဆိုရင်ကိုယ့်အဖွဲ့အစည်းကခေါင်းဆောင်ကိုကယ်တင်ဖို့အတွက်ကိုကအရင်ဆုံးဥဆောင်ပြီးတော့လုပ်ရမှာဖြစ်တယ်အဲ့တော့ခမရတို့အခု UNG ကိုထောက်ခံတဲ့လူတွေ NLD ကိုထောက်ခံတဲ့လူတွေခမရတို့ပြောနေတဲ့တပ်ပါတီဆိုတာဘာလဲခမရတို့ရဲ့အဖွဲ့အစည်းရဲ့မူဝါဒတွေစီမင်းစည်းကမ်းတွေဆိုတာဘာလဲတော်လိုင်းရေးက9နှစ်ပြည့်နေပြီခမရတို့တစ်ချိန်လုံးပဲလိမ့်ညာနေတာဖုံးရမှုရွာပတ်တာခမရတို့ NLD အမှုရွာပတ်တာ NLD အမှုကအခုကတကဘာလုံးမှာအကုန်လိုက်ပတ်တာခင်ဗျားတို့ကအကုန်လုံးက NLD ကိုဒီနေ့စစ်တပ်ကနေပြီးတော့မထောက်ခံရင်စစ်တပ်မကောင်းဘူး NLD ကိုဒီနေ့တခြားအဖွဲ့အစည်းတစ်ခုကဝေဖန်ထောက်ပြပြီးရေးဆိုရင်တခြားအဖွဲ့အစည်းမကောင်းဘူးဆိုပြီးခင်ဗျားတို့ကအကုန်လုံးကိုရန်ပတ်ရှာနေတာညီမခရစ်ချစ်စန်းတော့ပြောပြီးတချို့လူတွေကတော့ကြည်တာမကြိုက်ဘူးဒါကျွန်တော်အမှန်တိုင်းပြောတာခင်ဗျားတို့ဒေါအောင်ဆန်းစုကြည်ကိုယ်တိုင်ပြောခဲ့တဲ့3ပွင့်စာပြီးသွားလို့ရှိရင်အခုခင်ဗျားတို့ပြောနေတဲ့တပ်ပါတီဆိုလို့ရှိရင်ခင်ဗျားတို့ကိုယ်တိုင်ကအရေးမပါလို့တခြားလူကိုတပ်ပါတီပြောတာလားစစ်တပ်ကတိုင်းရင်းသားရရှိပြီးသားဒါဆိုရင် UNG ဟာတပ်ပါတီပေါ့ UNG ကတပ်ပါတီမဟုတ်ဘူးဆိုလို့ရှိရင်ဘယ်သူကတပ်ပါတီလဲဒါဆိုလို့ရှိရင်ကျွန်တော်တို့ကတပ်ပါတီအခုဒီမှာကြည့်နေတဲ့လူတွေကတပ်ပါတီခင်ဗျားတို့ပြောတဲ့တပ်ပါတီကလူတွေကတပ်ပါတီဆိုရင်ခင်ဗျားတို့ UNG ကဘာလဲမိဘောတွေကဘာလဲလူတွေအကုန်လုံးကပြောကြတယ်ဟဲ့အောင်ငိမ့်ညံ့မင်းကနိုင်ငံရချမ်းမနေပြီးတော့ဆိုဖာလေးပေါ်မှာထိုင်ပြီးတော့ပြောချင်တာပြောနေတယ်လှုပ်ချင်တာလှုပ်နေတယ်ဆိုပြီးပြောနေတယ်ငိမ့်ညံ့အောင်တို့အသက်16နှစ်ကနေပြီးတော့22နှစ်အထိတောထဲမှာနေပြီးတော့ငှက်ဖျားတွေမိနော်နောက်ဆုံးကုန်ပြောရင်အသေးရောင်ယောဂပိုးစီတွေပါရှိတာတဲ့အချိန်ဘယ်ကောင်းမှစောက်ကူမဆိုင်ဘူးအဲ့ဒီအချိန်မှာပြောသေးတယ်ငိမ့်ညံ့အောင်တို့လက်နက်ကင်တဲ့လူတွေအကုန်လုံးကအစွန်းရောက်တယ်မင်းတို့ကိုစကားနဲ့ကိုမှတ်ထားလွန်ခဲ့တဲ့26နှစ်မတိုင်ခင်တုန်းကငင်းငင်းအောင်ဖင်လန်ကိုရောက်တာ26နှစ်ရှိပြီ26နှစ်မတိုင်ခင်ငင်းငင်းအောင်တို့တောထဲမှာ ABSDF ရဲဘော်ဘဝနဲ့ကရမ်းပြည်စစ်ရဲဘော်ဘဝနဲ့နော်ငရုတ်သီးအောင်မှမရှိဘဲနဲ့ထမင်းသိုးစားနေတဲ့အချိန်တုန်းကမင်းတို့တွေအကုန်လုံးပြောခဲ့တဲ့ကိစ္စအားလုံးကလက်နဲ့ကင်တဲ့ကောင်တွေအကုန်လုံးကနော်အစွန်းရောက်တယ်အကြမ်းဖက်တွေဆိုပြီး NLD ကလူတွေအကုန်လုံးပြောခဲ့တာ